မင်္ဂလာပါရှင်ဒီနေ့နားဆင်ရမယ့်ပုံမြင်လေးကတော့မုတ်ဆိုးတန်ချောင်းနဲ့ကြောက်စရာကောင်းသောအရေးမဲကြီးအပိုင်း3လျှို့ဝှက်လွှိုင်ကူထဲကအဆောင်နက်လျှို့ဝှက်စမ်းကြဲတဲ့လွှိုင်ကူရဲ့အဝမှာတန်ချောင်းတယောက်ခြေလမ်းနေတုံဆိုင်နေခဲ့တယ်အသွေးငါထွက်လာတဲ့အေးဆက်ဆက်လေးပြေးနဲ့ထူးဆန်းတဲ့အတန်တွေကြောင့်သူမဝင်ရဲခဲ့ဘူးဒါပေမဲ့နတ်သမီးလေးကသူ့လက်ကိုဆွဲပြီးဂူအတွန်းဘက်ကိုဆွဲခေါ်သွားပါတော့တယ်ဂူအတွန်းထဲကိုဝင်ရောက်လာတာနဲ့အမျှအပြင်ဘက်ကတောအုပ်နဲ့မတူတော့တဲ့စမ်းကြဲတဲ့ကဘာတစ်ခုကိုရောက်ရှိသွားသလိုပါပဲ။နေရန်တွေမှာပုံမှန်မဟုတ်တဲ့အလေးနှန်းလေးတွေလင်းလက်နေပြီးလွှိုင်ကူအလေမှာတော့ထူးဆန်းတဲ့ကြောက်တုံးကြီးတစ်ခုကပုံပေါ်လာပါတော့တယ်။နတ်သမီးလေးကကြောက်တုံးကြီးစီကိုတရွေ့ရွေ့ရှောက်သွားပြီးဂါရဝဟန်နဲ့လက်ကိုတင်လိုက်ပါတယ်။သူမရဲ့လက်ဖွာကြောက်တုံးနဲ့ထိလိုက်တာနဲ့တပြိုင်နက်ကြောက်တုံးကြီးတစ်ခုလုံးဟာအပြာရောင်အလင်းတန်းတွေနဲ့တောက်ပလာပြီးလွှိုင်ကူတစ်ခုလုံးကိုထိန်လင်းထောစီခဲ့ပါတယ်။ထိန်လင်းနေတဲ့အလင်းတန်းတွေကြားကနေအရိပ်တစ်ခုဟာတဖြည်းဖြည်းပေါ်ထွက်လာပါတယ်။ပြီးတော့အဆောင်နတ်မင်းကြီးရဲ့ပုံစံမျိုးနဲ့ကြောက်မတ်ဖွယ်ကောင်းတဲ့ဩဇာအာဏာကြီးမားတဲ့ပုံရိပ်အဖြစ်ရုပ်လုံးပေါ်လာပါတော့၏။လွှိုင်ကူတစ်ခုလုံးကိုထိန်လင်းနေတဲ့အပြာရောင်အလင်းတန်းများနဲ့အတူပေါ်ထွက်လာတဲ့အဆောင်နတ်မင်းကြီးဟာကြီးမားတဲ့ခန္ဓာကိုယ်နဲ့နတ်သမီးလေးနဲ့တန်ချောင်းကိုတိတ်ဆိတ်စွာစိုက်ကြည့်နေခဲ့ပါတယ်။ထိုအကြည့်ကဩဇာအာဏာအပြည့်နဲ့ပြည့်နှံ့နေခဲ့ပါတယ်။ထို့နောက်အဆောင်နတ်မင်းကြီးကနတ်နဲဘောအသာနဲ့သမီးလေးဒီတောနတ်ကြီးရဲ့အမှောင်ထုထဲမှာကာလကြာစေးစွာအိပ်ပလော်နေခဲ့တဲ့မကောင်းဆိုးဝါးတကောင်နှိုထွလာခဲ့ပြီ။သူဟာဒီတောအုပ်ရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးတော့မယ်။နတ်သမီးလေးကစိုးရိမ်တကြီးနဲ့အရှင်အဲ့ဒီမကောင်းဆိုးဝါးကိုဘလို့နှိမ်မင်းနိုင်မလဲရှင်ကျမတို့ဘာလို့ရမလဲလို့မေးမြန်းလိုက်ပါတယ်အဆောင်နတ်မင်းကြီးကနတ်သမီးလေးကိုတစ်ချက်ကြည့်ပြီးတန်ချောင်းကိုစိုက်ကြည့်လိုက်တယ်ပြီးနောက်ဒီမကောင်းဆိုးဝါးကိုနှိမ်မင်းဖို့ဆိုဟေမုတ်ဆိုးရဲ့စွန့်စားခံကအဖြေပဲလို့ဗဟေဇာဆန်ပြောလိုက်တဲ့အခါတန်ချောင်းတစ်လောက်ကြောင်တောင်တောင်စစ်သွားလေရဲ့ကဲမုတ်ဆိုးတန်ချောင်းကနတ်သမီးလေးနဲ့အတူအရင်မဲကြီးကိုဘလို့အနိုင်ရမလဲဆိုတာကိုနောက်ထပ်အပိုင်းလေးစောင့်မျှော်အားပေးကြပါအောင်ရှင်ကြည့်ရှုနားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်